Time မှာ white collar job offer ကို4 လအတွင်းရအောင်ဘယ်လို strategy တွေသုံးပြီးရှာခဲ့လဲဆိုတာကို4 မိနစ်အတွင်းပြောပြပေးသွားပါဖြစ်လို့စိတ်ဝင်စားရင်ဒီဗီဒီယိုကိုဆုံးအောင်ကြည့်ပေးပါ နံပါတ်1 job application platform Time မှာအလုပ်စရှာတဲ့အခါမှာနံပါတ်1အရေးကြီးဆုံးအချက်ကကျမတို့အလုပ်ဘယ်ကနေရှာရမလဲဆိုတော့ time မှာအလုပ်လျှောက်တဲ့အခါမှာဒီက local တွေတော်တော်များများသုံးတဲ့ job application platform တွေအများကြီးရှိရယ်ဒါပေမဲ့ foreigner ဖြစ်တဲ့ကျမကတော့ JobsDB နဲ့ LinkedIn ကိုအဓိကထားပြီးတော့ actively apply လုပ်ခဲ့ပါတယ်ဒီ job application platform နှစ်ခုထဲမှာကျမအလုပ်ရခဲ့တဲ့ platform ကတော့ LinkedIn ပဲဖြစ်ပါတယ်နံပါတ်2ချက်ကတော့ Target Company and Industry ဖြစ်ပါတယ်ဒီချက်ကဘာပြောချင်တာလဲဆိုတော့အလုပ်လျှောက်တဲ့အခါမှာအကုန်လုံးကို blind ဖြစ်နေတွေ့သမျှအလုပ် line မလျှောက်ပဲနဲ့ကို experience နဲ့ align ဖြစ်တဲ့ industry ကိုအရင်ဆုံးဖြတ်ပြီးရတဲ့ကိုအတွက်ဘယ်လို company တွေကအလားအလာအရှိဆုံးလဲဆိုတာကိုဆုံးဖြတ်ပါဥပမာကိုကလက်ရှိ time ကိုရောက်ခါစားအလုပ်ဆိုင်ရှာနေတဲ့သူဆိုရင် time မှာရှိတဲ့မြန်မာ company တွေသွားမှာလားဒါမှမဟုတ် SME company တွေလား MNC တွေလားဒါမှမဟုတ်ရင်hotel and tourism industry လားမဟုတ်ရင် time မှာရှိတဲ့ဒီ international hospital company တွေမှာဖွင့်တဲ့ဒီ non medicine position တွေကိုရှောက်မှာလားပေါ့နော်ဒါတွေကိုရေဆုံးဖြတ်ဖို့လိုတယ်ဒါဆိုကိုကအလုံးမရကြီးစက်ကြမှာ specific target ရှိနေတဲ့အတွက်ဘာမှတိတ်မဖြစ်တော့ဘူးပေါ့နော်နံပါတ်3ချက်ကတော့ networking ရဲ့ပထမဦးဆုံးအားသာတဲ့အချက်ကပေါ့နော်ကိုကို referral ပေးပြီးလို့ရတာဖြစ်ပါတယ်နောက်ချက်ကကြတော့ကိုသွားချင်တဲ့ career path မှာလက်ရှိအလုပ်ဝင်နေနှစ်ပြီးသားသူတွေကိုရှာပါ reach out လုပ်ပါလို့ရှာမလဲဆိုရင်ကျမတို့ဒီ LinkedIn ကနေရှာတာမျိုးဖြစ်ဖြစ်ဒါမှမဟုတ်လဲကိုယ့်ရဲ့ဒီ network ထဲမှာရှိရပေါ့နော် network ထဲမှာရှိရအသည့်တွေကနေတစင်ရှာဖြစ်ဖြစ်ရှာပြီးတော့မေးမြန်းစကားပြောကြည့်ပါဆိုတော့သူတို့ဘယ်လို industry မှာဘယ်လိုမျိုးjob application platform တွေကနေအလုပ်ရခဲ့တယ်ဒီအလုပ်ရဖို့အတွက်ဘာ skills တွေထပ်ပြီးတော့ကိုကဖြည့်ထားဖို့လိုတယ်အဲ့လိုဆိုရင်တော့အလုပ်ရဖို့လွယ်တယ်ဘယ်နှလအတွင်းလုပ်ရနိုင်တယ်ရှိတယ်ဆိုတာမျိုးတွေကျမတို့ကက်ချက်ဖြစ်ပြီးတော့မြန်လေးတိသွားနိုင်တယ်ပေါ့နော်နံပါတ်4ချက်ကတော့ integrated application method ပဲဖြစ်ပါတယ်ဒီချက်ကတော့အဓိကအလုပ်လျှောက်တဲ့အခါမှာပေါ့နော်ဒီ application platform တစ်ခုတည်းကိုပဲ rely မလုပ်ဘဲနဲ့ကိုအတွက် potential ရှိရယ်ကိုစိတ်ဝင်စားတဲ့အလုပ်တစ်ခုဖြစ်တယ်ဆိုရင်ဒီ company website ကိုသွားပါ LinkedIn ကနေလည်းဒီ company မှာရှိတဲ့ HR တွေ hiring authority တွေကိုရအောင်ရှာပြီးတော့သူတို့ရဲ့ email တွေကို direct ပို့တာဖြစ်ဖြစ် LinkedIn ကနေ reach out လုပ်ပြီးစကားပြောတာဖြစ်ဖြစ်လုပ်ပါဆိုတော့ကျမကိုယ်တိုင်လည်းဒီ integrated application method နဲ့ပဲလုပ်ရခဲ့တာပေါ့နော်ကျမကကျမအလုပ်လျှောက်တဲ့company ရဲ့ hiring director စီကို email direct ပို့ပြီးတော့resume submit ခဲ့ရပေါ့နော်ဒီ email ပို့ပြီးတော့နောက်တစ်ရက်ကြာတော့ကျမအတွက် interview invitation ရခဲ့တယ်ပေါ့နော်ဆိုတော့ဒီ method ကတော်တော်လေးကို effective ဖြစ်တဲ့strategy လို့ပြောလို့ရတယ်နံပါတ်5ချက်ကတော့ HR တွေ recruitment agency တွေကိုလုံးဝမမေ့ပါနဲ့ time မှာကဒီ foreigner talent တွေကိုပေါ့နော်တီးသက် job hunting လုပ်ပေးတဲ့ MNC HR agency တွေအများကြီးရှိတယ်ဥပမာ Artico Manpower တို့လိုမျိုးrecruitment agency တွေ big company တွေရှိရပေါ့နော်ဆိုတော့ဒီ company တွေကကိုယ့်ရဲ့ resume ဒီ CV ကို company ရဲ့ HR ဒါမှမဟုတ်ဒီ hiring authority ကို direct submit ပေးတယ်ပေါ့နော်အဲ့လိုဒီချက်ကိုထည့်ပြောလဲဆိုရင်ကျမကိုယ်တိုင်လည်းလှုပ်ရှားတဲ့အချိန်မှာပေါ့နော် HR agency တစ်ခုကနေပြီးတော့ကျမရဲ့ resume ကိုသူတို့ကတွေ့ပြီးတော့ဒီ company ကို direct submit ပေးတယ်ဆိုတော့ကျမအဲ့ဒီအလုပ်ကနေ second interview ထိကို company interview level မှာပါခဲ့ပူတယ်ပေါ့နော်ဆိုတော့ဒါလေးမှာ HR agency တွေကကိုမမြင်ရတဲ့ opportunity တွေကိုကိုအတွက်ယူလာပေးတယ်ဆိုတော့ HR agency တွေကိုလှုပ်ရှားတဲ့အချိန်မှာလုံးဝမမေ့သင့်ဘူးနောက်ဆုံးချက်ကတော့I get change resume and portfolio ဖြစ်ပါတယ်။ကျမကမြန်မာမှာအလုပ်လျှောက်တုန်းကဒီ resume နဲ့ cover letter ပဲ submit လေးရှိရယ်portfolio ကိုလုံးဝမ submit ဘူးပြင်လဲမပြင်ဘူးလိုလဲမလိုအပ်ဘူးလို့ကျမထင်ခဲ့ရပေါ့နော်။ဒါပေမဲ့ကျမက time မှာအလုပ်စရှာတဲ့အချိန်မှာကိုယ့်ရဲ့ application ကိုstand out ဖြစ်ချင်တာလဲပါတယ်လို့မျိုးကို site ထုတ်တဲ့ effort ကို deserve ဖြစ်နဲ့မြန် achievement ပြန်ရခြင်းတဲ့အတွက်ကျမကကိုယ့်ရဲ့ဒီ career journey တစ်ခုလုံးကို portfolio ပြောင်းပြီးတော့ကျမ application တော်တော်များတိုင်းမှာတစ်ခါလေး submit တယ်ပေါ့နော်ဒီချက်ကကိုယ့်ရဲ့ application ကို presentation ကောင်းတဲ့ HR တွေ hiring authorities စီပို့ပေးနိုင်လို့ကျမကတော့ highly recommended ဖြစ်ပါတယ်တကယ်လို့ကိုက time မှာအလုပ်လျှောက်ဖို့အတွက်စဉ်းစားနေရဆိုရင်တော့ကျမပြောတဲ့ဒီ6ချက်လုံးကို apply လုပ်ပြီးတော့စာလျှောက်ကြည့်ပါကျမရဲ့ TikTok channel လေးကိုလည်း follow လုပ်သွားဖို့မမေ့ပါနဲ့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ် bye bye